minute အတွင်းထဲမှာအလွတ်ရသွားအောင်ကျန်မနေ့ကတော့trigonometry ရဲ့ special angle လေးအကြောင်းကိုသိခဲ့ပြီဆိုတော့ဒီနေ့မှာတော့ဒီချိန်က unit circle လေးအကြောင်းကိုကလေးကိုရှင်းပြပါမယ်အဲ့တော့ unit circle လေးဆိုတာကဘာကိုခေါ်တာလဲအဲ့ဒီ unit circle လေးနဲ့ပတ်သက်တဲ့ trigo ချိုးတွေကိုဒီချိန်ကနေပြီးတော့ကလေးတို့ကို9 minute အတွင်းထဲမှာအလွတ်ရသွားဒါလေးကိုဒီချိန်ပြောပြကြမယ်ကဲဒါဆိုရင်စလိုက်ကြရအောင်အဲ့ unit circle ဆိုတာကဘာလဲဆိုရင်ခြေတို့ကဒီမှာရှိတဲ့အားလေးက circle လေးဒီ original mark လေးဒီ0သူ့ရဲ့ဒီမှာဒီစက center လေးဒီ0ပေါ့အဲ့ဒီ center 0လေးကနေဒီဘက်ကို1 unit ရှိတဲ့ radius 1 unit ရှိတဲ့ circle လေးဆွဲမယ်ဆိုရင်အဲ့ဒီ circle ကိုကျွန်တော် unit circle လို့ခေါ်တာပါပဲဘယ် plane ပေါ်မှာလဲဆိုတော့ hy plane ပေါ်မှာခေါ်မှာပါအဲ့တော့ hy plane ပေါ်မှာရှိတဲ့1 unit circle အကြောင်းကိုသင်မှာဖြစ်တဲ့အတွက်ကြောင့်ဒါလေးဒီ unit circle ဆိုတော့ပြီးလို့သိလိုက်မယ်ကဲ unit circleအဲ့တော့ဒီကနေဒီထိတစ် unit ဆိုတော့သူ့ရဲ့ coordinate map လေးကိုဒီချက်ရေးချင်တယ်ဆိုကလေးတို့ coordinate map ကတော့ကောက်တတ်ပါတယ်သူဒီ h က1 y က0ဒီ map ကလေးဒီ0,1ဒီ map ကလေးဒီ -1,0 ဒီ map ကလေးက0,-1ဒါကလေးတို့သိပြီးသားအကြောင်းအရာလေးဟုတ်တယ်နော် coordinate map ကလေးတို့ကောက်တတ်တယ်ကိုအဲ့တော့ဒါလေးရှိတယ်အဲ့တော့ degree လေးအနေနဲ့ပြောမယ်ဆိုတော့ကျွန်တော်ဒီနေရာဒီ0ကနေစမယ်နိုင်လက်တန် clockwise တိုင်းပတ်မဲ့0 90 180 270 360ဒါလေးလည်းကလေးတို့သိပြီးသားဒါဆိုရင်ဒီချိန်ကအဲ့ဒီ hy plane ပေါ်မှာရှိတဲ့ unit circle ကို sin နဲ့ cos တွေနဲ့ဘယ်လိုဆက်ဆက်သွားမလဲဆိုတော့ကိုပြောပြမယ်အဲ့ sin နဲ့ cos တွေနဲ့ဘယ်လိုဆက်ဆက်သွားမလဲဆိုလို့ရှိရင်ကြည့်ကြည့်အောင်ပါအဲ့တော့ sin နဲ့ cos တွေဆိုတာဒီကျတို့ဘယ် triangle မှာရှိတာလဲဆိုရင် right triangle မှာရှိတာပါဒါကြောင့်မလို့ဒီချိန်ကဒီနေရာမှာရှိတဲ့ triangle လေးတစ်ခုကိုဆွဲကြည့်မယ်အဲ့ဒီ triangle လေးဒီ radius ကတော့ဘယ်လောက်ပဲ1မှာဒီမှာလဲ radius 1ဆိုသူလဲ radius 1မှာအဲ့ဒီနေရာလေးကနေဒီဘော်လေးကို down mandrigan လေးတစ်ချက်ဆွဲလိုက်ပါမယ်ဒါဆိုဒီမှာလေဖေးတို့မြင်လိုက်ပြီ down mandrigan လေးတွေးလိုက်ပြီဒါဆိုရင်ဟာဒီကနေဒီဘယ်နှ unit ရှိလဲဆိုတာကလေးတို့မသိသလိုချက်လည်းမသိဘူးဒါကြောင့်လို့ h ဝင်ရိုးပေါ်မှာရှိတဲ့အတွက်ကြောင့်ဒီကသူ့ကို h unit လို့ယူဆလိုက်မယ်ဒါလေးက1ဝင်ရိုးနဲ့အပြိုင်ရှိနေတဲ့ကြောင့်သူ့ကို1 unit လို့ယူဆလိုက်မယ်ဆိုရင်ဟာဒီတွေ့ခံလေးထဲမှာ1ရဲ့ h ရဲ့1ရဲ့ရှိတယ်အဲ့တော့ကျတို့ကသူ့ရဲ့ basic အကျုပ် angle ကိုစဉ်းစားတဲ့အခါမှာ initial sine နဲ့ terminal sine ကြားမှာစဉ်းစားရတယ်ဆိုတဲ့အကြောင်းကိုပြောပြပြီဆိုတော့ဒီထောင်လေးဒီဘယ်နှ degree ရှိမယ် theta degree ရှိမယ်ဒါမျိုးလေးဒါဆိုရင်1ရဲ့ h ရဲ့1ရဲ့အဲ့ဒီ trigon လေးထဲမှာ down man trigon မှာဒီ down man ကအနာလေး1ကိုသိတယ်တီရာရဲ့နိစံနာဖြစ်တဲ့ h ကိုမသိဘူးတီရာရဲ့မနက်ချင်းဆိုင်နာဖြစ်တဲ့ y ကိုမသိဘူးမသိတဲ့အတွက်ကြောင့် h တန်မိုးနဲ့ y တန်မိုးကိုဒီချက်တို့ရှာကြည့်မယ်ရှာတဲ့အခါမှာဘယ်တောင်းကနေကြည့်မလဲတီရာကနေကြည့်ပြီးရှာမှာပါโอเคအရင်ဆုံးဒီချက်က h တန်မိုးလေးကိုရှာမယ် h တီရာကနေကြည့်ရင် h ကမသိသလိုဒီမှာရှိတဲ့သူ့အနာကိုတော့သိတယ်ဆိုတော့မသိတဲ့အနာကိုလိုချင်တဲ့အနာကိုအပေါ်ကထားသိတဲ့အနာနဲ့စလိုချင်တဲ့ဒေါင်းကနေကြည့်မယ်ဘယ်ဒေါင်းကနေကြည့်မှာလဲတီရာကနေကြည့်မှာတီရာကနေကြည့်ရင် h ဒီဘာနာလေးလဲနီးစက်အနာပါဒါလေးကဒေါင်းမှန်ကန်အနာပါဒါကြောင့်နီးစက်အနာကိုဒီဒေါင်းမှန်ကန်အနာနဲ့စားတာဒီ cos နဲ့ထိုးနီးစက်အနာကိုဒီဒေါင်းမှန်ကန်အနာနဲ့စားတာဘာအချိုးရမယ် cos အချိုးရပါမယ်ဒါကြောင့် h တန်မိုးလေးဒီဘာတီတာလို့ဖြစ်သွားမလဲဆိုရင် cos တီတာလို့ဖြစ်သွားပါမယ်အဲ့တော့ဒီချိန်ဒီနားမှာမှတ်ထားပါမယ် h တီတာ h တန်မိုးလေးဒီ cos တီတာပါဒါဆိုရင်နောက်ထပ် y တန်မိုးကိုရှာမယ်ခုနလိုပဲ y ကိုလိုချင်တဲ့တီတဲ့နားနဲ့စားမယ်ဘယ်ထောင်းကနေကြည့်မယ်တီတာထောင်းကနေကြည့်မယ်တီတာကနေကြည့်ရင် y ဒီဘာနာလေးလဲမျက်နှာချင်းဆိုင်နာလေးဒါဆိုရင်မကိုတီထနဲ့စား sin မထပါထိုင်းမထလို့ပြောတဲ့အတွက်ကြောင့် y တန်မိုးလေးဒီ crossing လဲမြောက်လိုက်ရောဒီချေတို့ y is equal to ဘာတီတာလို့ရလဲ sin တီတာလို့ရပါတယ်ဒါကြောင့်မလို့ h က cos တီတာ y က sin တီတာဘာကြောင့်ရသွားတယ်လဲဆိုဒီလိုမျိုးကြောင့်ရသွားတာပါဟုတ်ပြီနော်ကဲဒါဆိုရင် h က cos တီတာ y က sin တီတာဖြစ်တာကလေးတို့သိပြီထင်လို့ဒီချက်ဒါလေးကိုဖြစ်လိုက်ပါပြီဒါဆိုရင် h က cos တီတာ y က sin တီတာဆိုပြီးကျွန်တော်ရဲ့ coordinate အမှတ်တွေကိုမှတ်တဲ့အခါမှာ h, y လို့မှတ်တယ် h, y လို့မှတ်တယ်ဆိုတော့ဒီ coordinate အမှတ်မှာရှေ့ကတန်မိုးဒီ h တန်မိုးနောက်ကတန်မိုးဒီ y တန်မိုးဆိုတော့ရှေ့ကတန်မိုးဒီဒီကျွန်တော် h တန်မိုးဒီဘာတီတာဖြစ်လဲဆိုတော့ cos တီတာပါနောက်ကတန်မိုးဒီဘာတီတာလဲ sin တီတာပါအဲ့တော့ရှေ့ရှေ့ cos နောက် sin ဒါလေးကိုကျေတို့ကဘယ်လိုလေးမှတ်လိုက်မလဲဆိုရင် coordinate ပြင်ညီနဲ့တွဲရင်ရှေ့ cos နောက် sin လို့မှတ်ပါမယ်ရှေ့ cos နောက် sin ဒါမျိုးလေးမှတ်ပါမယ်ဒါကြောင့်ဒီချက်ကဒီအမှတ်ကလေးတွေအားလုံးကို coordinate မှတ်ကလေးတွေကိုလိုက်ပြီးတော့ရေးလိုက်မယ်ရှေ့ဒီ cos နောက်ဒီ sin ရှေ့ဒီ cos နောက်ဒီ sin
ရှေ့ဒီ cos နောက်ဒီ sin ဒါမျိုးလေးယူမယ်ကဲဒါဆိုရင်အဲ့ဒီ cos တွေ sin တွေကဘယ်လိုမျိုးဆက်ဆက်နေတာလဲဆိုတော့ degree လေးတွေနဲ့တချို့သွားကြည့်မယ်နော်ကဲဒါဆို degree လေးနဲ့သွားကြည့်မယ်ဆိုတော့တချို့ degree ကိုဘာနဲ့ပတ်တာလဲဘာနဲ့ပတ်တာလဲ anti clockwise နဲ့ပတ်တာပါဒီနေရာဒီ0 degree ရစမယ်ဒီကိုလည်းရောက်ဒီကျတော့ဘယ်လောက် degree ရောက်သွားမယ်90 degree ရောက်သွားမယ်ဒီကိုရောက်တော့ဘယ်လောက်ရောက်သွားမယ်180 degree ရောက်မယ်ဒီကိုရောက်တော့ဘယ်လောက်လဲ270ဒါပဲလဲသွားရော complete angle ဒီ360သူ့ရဲ့ down လေးတွေနဲ့တွဲပြီးတော့ဒီကျတော့ခေါ်ကြည့်ပါမယ်ဒါဆိုရင် cos theta မဟုတ်တော့ဘဲနဲ့ theta ရဲ့တန်ဖိုးဒီ0ကနေစမယ်ဆို cos 0ဒီ1 sin 0ဒီ 0 cos 90 the 0 sin 90 the 1 cos 180 the minus 1 sin 180 the 0 cos 270 the 0 sin 270 the minus 1 cos 360 the 1 sin 360 the 0ပါဒါကြောင့်မလို့သူ့ရဲ့ coordinate မှတ်ကလေးတွေကိုတွေးလိုက်တာနဲ့ကလေးတို့ဒီရှေ့ကနောက် sin ရှေ့က cos တန်ဖို့နောက်က sin တန်ဖို့လို့သိရပါမယ်ဒါဆိုရင် unit cycle မှာဘာတွေကိုအဓိကပြောတာလဲဆိုရင်390 180 290 360 degree နဲ့ပတ်သက်တဲ့ sin တန်ဖို့ cos တန်ဖို့တွေကို calculator မှတ်နိုင်ဖဲနဲ့သိသွားအောင်ပြောတဲ့အရာဖြစ်ပါတယ်အဲ့တော့ဒါလေးကိုရမယ်လို့ထင်ပါတယ်အဓိကမှတ်ရမှာကရှေ့ကောနောက် sin မှာ coordinate မှတ်တမှတ်ကိုတွေ့လိုက်တာနဲ့ရှေ့က h တန်မို့ဒီ cos တန်မို့ဖြစ်ပြီးနောက်က y တန်မို့ဒီ sin တန်မို့ဖြစ်ပါတယ်ဟုတ်ပြီနော်ကဲဒါဆိုရင်ဆက်ကြည့်အောင်အဲ့တော့ဒီမှာဆိုရင် cos 0 degree ဒီ1ဖြစ်တယ်တပတ်လည်ပြီး cos 90ဒီ 0ဖြစ်တယ် cos 180ဒီ minus 1ဖြစ်တယ် cos 270ဒီ 0ဖြစ်တယ် cos 360ဒီ 1ဆိုတော့သူ့ရဲ့တန်မိုးတွေဒီဘယ်နဲ့ဘယ်ကြားမှာပဲဖြစ်နေလဲဆိုတော့အကြီးဆုံးဒီ1အငယ်ဆုံးဒီ minus 1ဖြစ်နေပါတယ်အကြီးဆုံးက1အငယ်ဆုံးက minus 1ဆိုရင် cos တန်မိုးဒီ cos theta 4ဒီ1ထက်ကြီးလို့လည်းမရတော့ဘူး minus 1တဲ့ငယ်လို့လည်းမရတော့ပါဘူး1နဲ့ minus 1ကြားမှာပဲရှိရပါမယ်0ပြီးရင်ဒီနေရာကိုရောက်မယ်ဒီကျတော့45ဖြစ်သွားမယ် cos 45 cos 45ဒီလည်းပဲဒီနေရာမှာရှိတဲ့တန်ဖိုးဒီ1ထက်ဘာလို့သွားမယ်1အောက်ကိုငယ်သွားတဲ့ကိန်းပဲလာမှာပါ1ထက်ကြီးတဲ့ကိန်းကိုမလာပါဘူးဒီကိုရောက်ရင်ဒီကျတော့90ထက်ကြီးတဲ့ကိန်းတွေရှိမယ်90ထက် degree ထက်ကြီးတာတွေရှိမယ်ဒီမှာဆို180ထက်ကြီးတာတွေရှိမယ်ဒီမှာဆို290ထက်ကြီးတာတွေရှိမယ်ဘယ်လိုပဲလာနေနေဒီဂျားလေးထဲမှာပဲရှိတဲ့အတွက်ကြောင့်1နဲ့ minus 1ဂျားမှာပဲရှိပါမယ်ဒါကြောင့် cos theta ဒီ1အောက်ကိုငယ်ပြီးတော့ minus 1ထက်ကြီးရပါမယ်1နဲ့ငယ် minus 1ထက်ကြီးအဲ့တော့1နဲ့လည်းညီနိုင်တယ် minus 1နဲ့လည်းညီနိုင်ပါတယ်ဒါကြောင့် cos တန်ဖိုးဒီ y နဲ့ minus 1ကြားမှာပဲရှိပါမယ်1ထက်ကြီးပြီး minus 1အောက်ငယ်သွားတဲ့ကိန်းတွေဆိုရင် cos တန်ဖိုးမရှိပါဘူး degree မရှိဘူးလို့ပြောချင်တာပါကဲဒါဆိုရင်နောက်တစ်ခု sin တန်ဖိုး sin တန်ဖိုးကိုကြည့်မယ်ဆိုတော့အဲ့လိုပဲ sin တန်ဖိုးအကြီးဆုံးဒီ1ဖြစ်ပြီးတော့အငယ်ဆုံးဒီ minus 1ပါဒါကြောင့်သူကလည်းဘယ်နဲ့ဘယ်ကြားမှာပဲရှိမလဲဆိုရင် minus 1နဲ့1ကြားမှာပဲရှိပါမယ် minus 1နဲ့1ကြားမှာပဲရှိရပါမယ်သူ့ထက်ကြီးလို့မရတယ်လို့သူအငယ်လို့လည်းမရပါဘူးဒါဆိုရင် sin နဲ့ cos မှာလားမဟုတ်ပါဘူး tangent တွေလည်းအတူတူပါပဲ sin နဲ့ cos တောင်မှမရဘူးဆိုတော့ sin ကို cos စားပြီးမှ tan ရတယ်ဆိုတော့ tan လည်းမဖြစ်နိုင်ဘူး tangent မဖြစ်ရင်ကို tangent လည်းမဖြစ်နိုင်ဘူး sec လည်းမဖြစ်နိုင်ဘူးကို sec လည်းမဖြစ်နိုင်ဒါကြောင့် sorry ရဲ့ degree တန်ဖိုးတွေဒီဘယ်နဲ့ဘယ်ကြားမှာပဲရှိရမလဲ1နဲ့ minus 1ကြားမှာပဲရှိရမယ်1အောက်ကိုငယ်ရမယ် minus 1တက်ကြီးရမယ်ဒါလေးပါပဲ minus 1လည်းဖြစ်နိုင်တယ်1လည်းဖြစ်နိုင်တယ်ရမယ်နော်ကဲဒါဆိုရင်ဒါလေးကတော့ဒီလို unit cycle နဲ့ပတ်သက်တဲ့အကြောင်းအရာလေးပါနောက်ဆုံးပိတ်တစ်ခုလေးပြောမယ်ရှေ့ကောနောက်ဆိုင်ဒီဗီဒီယိုလေးကို clear တို့အတွက်အသုံးဝင်နေဆိုလို့ရှိရင် like and share လေးလုပ်ပေးဖို့မမေ့ပါနဲ့နော်နောက်ဗီဒီယိုမှာတစ်ချက်တော့ပြန်ပြီးတော့တွေ့ကြပါမယ်အားလုံးပဲကြပါစေ